မိမဆိုတာကိုဘွားကိုရက်တီနိုင်ရင်ဘရင်မှာပဲမိမတယောက်ဟာယောက်ျားတယောက်ရဲ့မျက်နှာရည်မျက်နှာကဲကိုကြည်နေရတဲ့ရိုးအားမိမတယောက်ရဲ့ဘဝမျိုးကိုအဖြစ်မခံပါနဲ့ယောက်ျားတယောက်ကိုမိခိုကဲ့ရဲ့နေရမယ့်လုံချာချာမိမတယောက်ရဲ့အဖြစ်မျိုးကိုအယောင်မခံပါနဲ့ယောက်ျားတယောက်ပေကန်းထောက်ပတ်မှမျက်နှာငယ်ငယ်နဲ့သုံးစရမယ့်ဥတူတူမိမတယောက်ရဲ့အနေအထားမျိုးကိုမရောက်ပါစေနဲ့ပြည်စုံချမ်းသာပြီးငွေရှာနိုင်တဲ့ယောက်ျားတယောက်ကိုအတွက်အချက်ကောင်းကောင်းနဲ့ရွေးချယ်လိုက်တဲ့မိန်းမတယောက်ရဲ့ဘဝတစ်လျှောက်လုံးစိတ်ချမ်းသာပျော်ရွှင်မှုရမယ်လို့ထင်နေပါသလားယောက်ျားတယောက်ကိုအရေးအကဲကြည့်ပြီးအောက်ကျနေရမယ့်မိန်းမတယောက်ဖြစ်ရက်တည်နေမယ်စားကိုယ့်ရဲ့အရေးချင်းနဲ့ကိုဘဝကိုရက်တည်နေနိုင်တဲ့မိန်းမတယောက်ရဲ့ဘဝကပိုလို့ဂုံတင်တဲသလိုယောက်ျားတိုင်းကလည်းအထင်ကြီးလေးစားကြပါတယ်မိမဆိုတာကိုမာနာနဲ့ကိုရက်တီရှင်သန်နေရမှာမယ်။တနေ့ဘသူဘဲဝါရဲ့ဇနီးပါလို့ထုတ်ဖော်ပြောရမှာထက်ဘသူပါလို့ရင်ကော့ခေါမောပြီးထုတ်ဖော်ပြောနိုင်တာကကိုတက်ပိုးလို့ဂုဏ်ယူစရာကောင်းပါတယ်။ကိုပိုင်ရည်ချင်းရှိသောမိန်းကလေးများဖြစ်နိုင်ကြပါစေ။ကျမဆိုတဲ့မိန်းမတယောက်ဟာအခက်မသိတဲ့ချိန်မှာစိတ်ဆိုးစိတ်ကောက်တတ်ပေမဲ့စိတ်ထားမယုံညံ့သလိုစိတ်ထားမကောက်ကျတတ်ပါဘူးကျမဆိုတဲ့မိန်းမတယောက်ဟာလူတယောက်ကိုဒေါသကြီးလို့ပောက်ကွဲမိရင်တော့မှအချိန်ကြာကြာလူတယောက်ကိုစိတ်မဆိုးစိတ်မနာတတ်တာကျမအကျဉ်းပါပဲကျမဆိုတဲ့မိန်းမတယောက်ဟာလူအပေါင်းအသင်းတွေကိုပွန့်ပွန့်လင်းလင်းဆက်ဆံပြောဆိုတတ်တယ်လို့ဟန်ဆောင်မနေတတ်တာကျမရဲ့စရိုက်မှုချင်းတစ်ခုပါကျမဆိုတဲ့မိန်းမတယောက်ဟာလူတွေကိုမာယာနဲ့မသိမ်းသွင်းတတ်တယ်လို့ကျမရဲ့ဘဝကျမရဲ့မာနာအတွက်တော့ဘလို့နေရာမျိုးမဆိုရဲရင်ပြတ်သားတဲ့ဆက်ဆံရေးနဲ့ဆက်ဆံတတ်တာကျမရဲ့မူရပါဗီဇလက္ခဏာတစ်ခုပါပဲကျမဆိုတဲ့မိန်းမတယောက်ဟာအိမ်တွေကြီးတစ်ခွဲသားနဲ့မာနထောင်လွှားပြီးနေတတ်သူမဟုတ်တလို့လူအများနဲ့ပြောဆိုဆက်ဆံရတာကိုကျမသဘောကျနေတတ်သူပါအခွင့်အရေးယူတတ်သူကိုတော့ကျမလျလျူရှုတတ်ပါတယ်။ကျမဆိုတဲ့မိမတယောက်ဟာအစားအသောက်လှပတဲ့အချိန်မပေးနိုင်သလိုကျမရဲ့ဘဝအတွက်အလုပ်တွေကိုစူးစမ်းရုန်းကန်နေရသူတယောက်မို့အလုပ်မှာပျော်မွေ့နေတတ်မိတယ်။ကျမဆိုတဲ့မိမတယောက်ဟာနေရာတကာမှာဆရာကြီးတယောက်လိုပြောဆိုပေမဲ့စာနာစိတ်ထားတတ်တယ်လို့တနာတတ်တယ်အာနာတတ်တယ်ဒီလိုပဲကျမရဲ့စိတ်ကိုတည်သူတွေကတော့ကျမရဲ့အာနာမှုကိုအခွင့်ကောင်းယူတတ်ကြတယ်လေ။ကျမဆိုတဲ့မိမတယောက်ဟာကျမဖြစ်ခြင်းနဲ့ဆန္ဒလှုပ်ခြင်းနဲ့လှုပ်ကိုအကြရွတ်မရှိသလိုနောင်တဆိုတဲ့အရာကိုလည်းကျမဘဝမှာမရှိနိုင်ဘူးကျမရဲ့ခံယူချက်ပါပဲကျမဆိုတဲ့မိမတယောက်ဟာကျမမုံတဲ့လူတယောက်ကိုတော့အဖက်မလို့တတ်သလိုသေသွားရင်တော့ပြန်လဲမကြည့်တတ်သလိုသွေးအေးနဲ့ရက်ဆက်တတာကျမရဲ့ပင်ကိုစရိုက်ပါပဲကျမရဲ့ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပေမဲ့တခါတလေကျမရဲ့စိတ်တွေကအခြားလူတွေရဲ့အခက်အခဲတွေကြောင့်ပေးဆက်လိုက်ရတာအများကြီးပါပဲရှင်ကျမခံယူထားတဲ့ထက်မြက်တဲ့မိမဆိုတဲ့စိတ်ဓာတ်တွေနဲ့ပေါ့ရှင်မိမတယောက်ကယောက်ျားတယောက်ကိုတကယ်ချစ်တယ်ဆိုရင်သေအောင်ဆိုလဲတီခံနေအပြစ်တွေလုံးလဲခွင့်လွတ်တယ်အချိုးမပြေလဲပြုပြင်ယူတယ်အားနည်းချက်ရှိရင်လဲနားလေပေးတယ်ကိုယ့်ကိုယ်မဆိုင်တာအလုံးရှုံနေလို့နေမှာဆိုပြီးဖြေတွေးတယ်သူကြောင့်ကိုတနေ့လုံးကိုရတာတော့သူကြောင့်တနားရီလောက်ရီမောခေရတာကိုပြန်တွေးပြီးပို့ချစ်တတ်ကြတယ်အများစုကပြောကြတယ်မိန်းမဆိုတာကိုမျက်ရည်ကျအောင်ငိုစီအောင်လုပ်တဲ့သူကိုပို့ချစ်ကြတယ်တဲ့မှားတယ်မျက်ရည်ကျအောင်လုပ်တဲ့သူမို့ချစ်တာမဟုတ်ဘူးမိန်းမဆိုတာသူတကယ်ချစ်မှသာယောက်ျားတယောက်တည်းမျက်ရည်အကျခံတာပါမချစ်များမချစ်ရင်ကတော့တစ်ဖက်ကယောက်ျားကိုတီအောင်လာချစ်ပြလေးရင်မခုံဘူးတသေးလွတ်အောင်ချစ်ပြလေးအမြင်ကက်လေးအနာကမခွာလေးကြည်မြလေးကိုပေါ်ကျူဆိုင်လေးချီချင်းလေးကိုကြောင့်ယောက်ျားကြီးတမ်းမဲ့ငိုရင်တော့ဘာလာဟယူးကြောင်နဲ့ယောက်ျားဖြစ်ပြီးမျက်ယူလဲလိုက်တာဆိုပြီးဆွမြင်ကဲပုံမှာပါတိုးသွားပါသေးတယ်ကိုမမရလို့တေးပါမယ်လို့ပြောရင်တော့တေးလေးဆိုပြီးငုတ်တုတ်ထိုင်ကြည့်မဲ့သူမျိုးတွေအနှုစုံနှလုံးသားနဲ့အမာဆုံးစိတ်ဓာတ်ကိုပိုင်တာမိန်းမတွေတခါတခါမိန်းမတွေရဲ့စိတ်ကတိတ်ဆန်းကျဲတယ်အဲ့လိုတိတ်ချစ်တဲ့မိန်းမစိတ်ကုံစိတ်ပြတ်သွားတဲ့အခါဥပ္ပခါပြူလိုက်ပြီးဆိုရင်လဲတိတ်ကြောက်ဖို့ကောင်းနေ